ကျွန်တော်မိဘကိုကျွန်တော်ကပြောပြီးသားကျွန်တော်2022ခုနှစ်ထဲကကျွန်တော်တင်တန်းမှုဖြစ်ထဲကကျွန်တော်ဒုခွဲမှုဘဝမှာတည်းကကျွန်တော်အမေနဲ့ကျွန်တော်ညီလေးနဲ့ကျွန်တော်အဖေနဲ့ကိုဖမ်းသွားပြီးကျွန်တော်အမေကိုထုရိုက်ပြီးတော့ကျွန်တော်ကိုပြန်လာခဲ့ဖို့စစ်ကောင်စီဖုံးဆက်ပြီးခေါ်တာကျွန်တော်ပြောတာတက်ပလိုက်အဲ့ဒါ3ယောက်အသက်ပဲမြန်မာပြည်မှာတည်နေတဲ့မိသားစုဝင်တွေအများကြီးပဲမြန်မာပြည်မှာတည်နေတဲ့လူတွေတနေ့မနေဘူးအေးကျွန်တော်မိဘကိုတခုခုလှုပ်လိုက်လဲတော်လန်ရေးတွေကအကျိုးမြတ်ပဲကျွန်တော်အဲ့လိုပဲခံစားရတဲ့ကောင်သိတာတခါမှဖုံးမဆက်ဘူးခင်ဗျားတို့လိုမျိုးလွမ်းရင်အောင်စကားပြောလို့ရတဲ့အနေအထားမဟုတ်ဘူးကျွန်တော်ကိုပြောရင်ပြောဟိုအဲ့လိုမျိုးတော့မလုပ်သင့်ဘူးကျွန်တော်တို့စောက်သုံးမကြဘူးလို့ပြောပြီးတော့အမကျွန်တော်တို့ဘဝကိုချနေပြီးအမသူများကိုထောက်ပို့နေရတယ်ကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှမပြောဘူးရတယ်ချနေမှာတော်လိုင်းရေးအင်အားစုတစ်ခုခုပတ်စံရောက်သွားရင်လေတော်လိုင်းရေးရဲ့အကျိုးမြတ်ဖြစ်တယ်ကျွန်တော်တို့နားလည်ပေးတယ်ကျွန်တော်တို့ဘဝကိုချနေပြီးတော့ကျွန်တော်တို့ဆဲဆိုပြီးပတ်စံရှာပြီးတော့သူများကိုထောက်ပံ့ရတယ်ဘာဖြစ်လို့လဲကိုတော်လိုင်းရေးအင်အားစုတွေကပဲရတာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှစိတ်မနာဘူးလက်ခုပ်တီးပေးတယ်ဒါပေမဲ့ရန်သူအလုပ်တော့မလုပ်နဲ့အဲ့တော့ကျွန်တော်တို့အခုကနီးပညာကျွန်တော်တို့ဒုံစီတရားကမ်ပိန်းကျွန်တော်တို့လုပ်နေတာဖြစ်တယ်ကျွန်တော်တို့ကိုယုံကြည်တယ်စိတ်တူကိုယ်တူရှိတယ်ဆိုရင်လာရောက်ပါဝင်ပေးပါအောင်မယုံကြည်ဘူးဆိုရင်လည်းရတယ်ကျွန်တော်တို့လည်းယုံကြည်တဲ့သူတွေနဲ့ပဲလက်တွဲခြင်းတယ်အာယုံတွေမနှောက်ချင်ဘူးဟုတ်တယ်ဗျာတောင်ကိုရီးယားမြောက်ကိုရီးယားခွဲလို့ရရင်တော့အကောင်းဆုံးပဲပေါ့ဗျာစကားစားဝင်လာပြီမမိုးကနေတို့ပြောနေတော့တာပါညာရဲ့ဟာဝိုင်းဆိုပြီးဝင်ထည့်ပြီပေါ့လီးပဲရမယ်အုံတော့မရှိတဲ့ကောင်တွေကိုပဲသွားလှုပ်ငါတို့လှုပ်ရလီးပဲရမယ်